နေမျက်နှာတစ်ခုရဲနဲ့ငါခေါင်းငုံခဲ့ရည်အများကြီးပဲမင်းစန္ဒပြဖို့လူလိုက်စုမြန်ငါမသိဘူးထင်လားသားကြီးရဲ့မျက်ခုံးမွေးပေါ့ဈဉ္ဉံသွားတော့ပြုတ်ကြတဲ့အခါနင်းခံရမယ်မင်းစိုက်ခဲလောက်မင်းပြန်ရငါစက်ကူစိုက်တာမင်းကန်တာဆက်နေရသည်နှစ်ပတ်လုံးမင်းစိတ်ဓာတ်ကအမြင်ပြုံးနေတာပဲစီးထားပါဆိုစီးသွားတဲ့ကောင်စကားတွေကိုပတ်ရှုပ်နေတာတဲ့မင်းဆောက်ချောင်းကုန်ပြီးသားရောက်အပေါ်ကြီးရှောက်ရှောက်လုံးနေပါနဲ့မင်းတို့ရက်နဲ့မင်းတို့စမ်းဟုတ်တော့ဟုတ်တယ်ဟုတ်နေတာပဲလက်ကန်းလို့တာမဟုတ်သေးဘူးမင်းလက်ကိုမလန်းရသေးတာကွာငါစာရွက်တရွက်နဲ့ဘောပန်ပေးမယ်မင်းမကျင်တတ်တာရေးလာဗျဟိုအောက်ခြေကနေစဖို့တွေးပဲကြုံနဲ့လူလိုက်ပြီးကမှမင်းဘွားကိုအဲ့ဒါအတွက်စီးမာလာမွေ့ဘွားကြောင့်တေချာလေးလာဟာဘွားလုံးကနာကြီးခဲ့သမျှကိုကြောဖို့အိမ်မှာထဲစိတ်ပါရင်မင်းမအိုပါကာယံနဲ့သူရောချိတ်လိုက်မှာပဲကာရွက်ပြီးနောက်ထောင်ပြီးမင်းသားတွေရလို့တွေးကြောတဲ့ပါစိတ်မင်းကြရင်မိုက်လို့ဆန်းလာဟဲ့မင်းမရင်ကြိုက်လို့ဆန်းလာဟဲ့စဉ်းစားပဲစိတ်လိုကိုလိုက်ယူလို့မရဘူးခုံးမွားနေနဲ့ကြည်ရသေးကိုးစီနဲ့ငါလောင်းကြီးထက်ဘာကြီးလဲဆိုတော့တတိမြကြီးဘုံအောင်3ရန်ရှိမြပြေးမယ်နောက်ပြန်မဆုပ်ဖို့အဓိကတွေးမင်းကိုမင်းပဲစောက်ထင်ကြီးတာမင်းကိုမသူမှမသိကြသေး main character ဖြစ်ချင်တဲ့မင်းစိတ်ကိုရင်ပြင်ဆင်လိုက်အောင်လမ်းမပေါ်တက်ရှောက်မယ်ဆိုမင်းလမ်းမအကြောင်းမြင်သိလိုက်အောင်မင်းမငရိုးကိုဝင်လိုက်လုံးပြီးမင်းမငရိုးကိုရှင်းလိုက်မဟုတ်ဒီစားလောင်မှုကအရေးကြီးဆုံးရောက်မင်းမှရှိဝင်ခံလိုက်အောင်ချက်သတိထားနေမင်းတို့ချက်သတိထားနေစောက်ပုံမလာတဲ့နွားတွေနဲ့တော့ထမ်းဆုံးပါနဲ့ဖျားရည်ညနေကြမှာနားတွေရှိတယ်မင်းမာတွေနဲ့စကားတွေကလေးလို့နိုင်ချင်းပူကြညှက်ထုတ်ချင်းမင်းပြန်သွားနေချက်သတိထားနေမင်းတို့ချက်သတိထားနေမင်းတို့ချက်သတိထားနေမင်းတို့ချက်သတိထားနေချက်သတိထားနေမင်းတို့ချက်သတိထားနေမင်းတို့ချက်သတိထားနေမင်းတို့ချက်သတိထားနေI saw for life, baby.